ဘောင်းမီကျိုးတွေကိုအပြင်ထုတ်ပြီးဒီတိုင်းချထားတော့မဲ့လားဒီဗီဒီယိုထဲမှာပို့ပြီးလှပတရက်အောင်ချီနိုင်ဖို့ပြသပေးထားပါတယ်ပထမနီလန်ဒီနီလန်ကအရန်လွယ်ကူပြီးညွှန်ကြားချက်မလိုပဲကြည်ုံနဲ့တင်လိုက်လုံနိုင်ပါတယ်ဘောင်းဘီခါမှာချစ်ချစ်လစ်လစ်ရှိစေမဲ့နီလန်မှာဒုတိယနီလန်ကျိုးနှစ်ချောင်းလုံးကိုကင်ပြီးအတူတူပတ်ပေးပါအကွာဝေးအနှဲငယ်ခြံထားပြီးကျိုးထိတ်ကိုကွင်းထဲသို့ထည့်လိုက်ပါချင်းပုံစံလေးရရှိလာပါလိမ့်မယ်တတိယနီလန်ဒီနီလန်ကကျိုးကိုလိုတလိုချက်လို့ကျုံလို့ရပါတယ်အိမ်သာသွားဖို့အလင်းလိုနေတဲ့အချိန်မှာတော့အလွယ်တကူဖြေလို့ရလို့အရန်အဆင်ပြေပါတယ်စတုထနီလန်ဒီပုံစံကရှေးဟောင်းပတ်စံကျွေးစစ်အိတ်ကျိုးတွေနဲ့တူပါတယ်သူ့ရဲ့အဓိပ္ပာယ်ကတော့ကံကောင်းခြင်းနဲ့ချမ်းသာကြွယ်ဝခြင်းကိုဆောင်ကျဉ်ပေးတာဖြစ်ပါတယ်ပစ္စမနီလန်ဒီဖီဘတ်ပုံစံချီနည်းဖြစ်ပါတယ်လိုက်လို့ရခက်နိုင်တာကြောင့်မမှတ်မိသေးရင်ဗီဒီယိုကိုတင်ထားပြီးဖြည်းဖြည်းချင်းပြန်ကြည့်ဖို့အကြံပြုထားပါတယ်ဆထမနီလန်လေးပွင့်ဆိုင်ကံကောင်းခြင်းမျက်ပွင့်ပုံစံလေးပါအရန်စတိုင်ကြပြီးအပြင်သွားတဲ့အခါဒါမှမဟုတ်တပ်ပုံရိုက်တဲ့အခါဝစ်စင်ဖို့တင့်တော်ပါတယ်တတမနီလန်ကျိုးတူကိုကျိုးရှည်ပုံမှာတင်ပါကျိုးရှည်ကိုအနောက်ဘက်သို့ခောက်ပါထို့နောက်ကျိုးရှည်ကိုကျိုးတူပေါ်မှာ၈ကြိမ်ပတ်ပါပတ်ပြီးသွားလျင်ကျိုးထိတ်ကိုအပေါ်ဘက်ကွင်းထဲသို့ထည့်ပြီးဆွဲထုတ်ပါ